အမတို့တက်ကတူမှာဘာရှိလဲဆိုတော့စနေနေ့ငွေလိုဟာမျိုးတစ်ခါတည်းအင်္ဂါနေ့ပေါ့နော်အမတို့ကအင်္ဂါနေ့ဒေါအောင်ဆန်းစုကြည်အတွက်ဆိုပြီးရည်ရွယ်ပြီးတော့အင်္ဂါနေ့တိုင်းအမတို့ဖျားမှာသွားပြီးတန့်ရှင်းရေးသွားလုပ်တဲ့အသင်းလေးတို့ရှိတယ်။ဘာမှမဟုတ်ဘူး။တောင်းသားတောင်းသူလေးစုပြီးမနက်ခင်းဆိုရင်သွားပြီးတော့ဖျားပန်းဝတွေလဲတယ်တန့်ရှင်းရေးလုပ်တယ်။သိမကြဘူး။မတို့ကျောင်းကြီးရုံကောင်ရောက်တယ်။ဖျားမှာဘာဖြစ်လို့တန်ရှင်းလောက်တာလဲပေါ့နော်ကျောင်းသားကျောင်းသူတွေဆိုပြီးတော့ကျောင်းသားကျောင်းသူဆိုတာစာပဲသင်ရမယ်စာလွှဲရင်ဘာကူမှတခြားစိတ်မဝင်စားရဆိုတဲ့ခစ်ကြီးမှာအမတို့ကျောင်းတက်ခဲ့ရတာဆိုတော့ဘာကြောင့်တန်ရှင်းသွားလို့တလဲဆိုတဲ့ကိစ္စနဲ့အမတို့ရုံးခန်းရောက်တယ်ဥဆောင်နဲ့အမတို့တော့အဲ့ဒါဥဆောင်သူမဟုတ်ဘူးပေါ့နော်ကလေးတွေဆိုနောက်ကလိုက်ကြတာပေါ့ဆိုတော့ဥဆောင်သူတွေကကျောင်းထုတ်ခံရတယ်ဆိုတော့ဒီလိုပရိုက်တာအတင်းဆိုတာမျိုးတမပြောနဲ့ဖျားမှာတန်ရှင်းသွားလောက်တာတော့အမတို့ကျောင်းထုတ်ခံခဲ့ရတယ်ခေကျောင်းသားတမကဆိုပို့ဆိုတယ်တမကဆိုရင်အဲ့တုန်းကဆိုအမတို့အချုပ်ထဲတောင်ဝင်ရမယ်ထင်တယ်တန်းပြီးတော့အဲ့လိုခေကိုဖြတ်တန်းခဲ့ရတာဆိုတော့အခုချိန်ဒီလိုစာပေဟောပြောဝဲဆိုတာအမကျောင်းသားကျောင်းသူဘွား6နှစ်ရှိခဲ့တယ်အမဂုံလူရန်မဟာရန်မှာပြီးခဲ့တာဆိုတော့6နှစ်ကျောင်းတက်ခဲ့တာတစ်ခါမှမကြုံဘူးတစ်ခါမှမကြုံဘူးစာပေဟောပြောဝဲဆိုတာကိုအမတို့ကအမအဖေကစာရေးဆရာဆိုတော့ဆရာဦးအောင်တင်တို့လည်းဟောပြောဝဲသွားရင်အမတို့လိုက်နားထောင်ရတယ်တခါတည်းရဲ့နောက်အမတို့နောက်ဦးသိန်းစိန်လက်ထက်ကျတော့စာပေဟောပြောပွဲတွေပြန်ပေါ်လာတယ်ပေါ့နော်ဆိုတော့ဒီဦးသိန်းစိန်မတက်ခင်မှာအမတို့အကြောင်းပြီးခဲ့တာဆိုတော့အဲ့ကဂျားကာလာမှာအပြင်မှာလည်းမရှိဘူးတရားပွဲပဲရှိတယ်တရားပွဲပဲရှိတယ်ဆိုတော့စာသင်ကျောင်းတွေမှာအခုလိုမျိုးဟောပြောပွဲဆိုတာဆရာမတွေကလည်းမလုပ်ရဲဘူးကျောင်းသားကျောင်းသူတွေကလည်းဘလို့မှကိုမရှိဘူးဆိုတော့2018ထဲမှာအမရန်ကုန်တက္ကသိုလ်ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်အမပြန်ရောက်တယ်ဘာလို့ပြန်ရောက်လဲဆိုတော့အမတို့မေဂျာကနေကျောင်းသားကျောင်းသူဟောင်းတွေကိုပြန်ခေါ်တယ်အစ်စ်တက်လာတဲ့ကျောင်းသူကျောင်းသားတွေကိုတဲ့ကျောင်းသားကျောင်းသူအဟောင်းတွေကအပြင်မှာဘလူတွေကြုံရတယ်ဘလူအခက်ခဲတွေရှိတယ်စာအုပ်ဘလူစူးစမ်းကြပါဆိုပြီးတော့ဆရာမတွေခေါ်ပြီးပြောခိုင်းတယ်ပေါ့နော်အမတို့ကမရှိဘူးဆိုတော့အဲ့လိုပြောခိုင်းတဲ့အခါကျမှအော်ငါတို့ကျောင်းကြီးမှာလည်းအဲ့လိုတွေပြောင်းလဲနေပြီလားပေါ့နော်ဆိုတော့အမတို့တုန်းကဒီကျောင်းသားကျောင်းသူအသက် fresher welcome ကိုလည်းကျောင်းသားကျောင်းသူတွေကဦးစီးပြီးမလုပ်ရအောင်ဆရာမတွေကလုပ်တယ်ဆရာမတွေကဘယ်အချင်းဆိုလို့ရတယ်ပေါ့နော်ဆိုရင်အဲ့နေရာလေးတွေဝင်ဆိုကဘာတွေဝင်သရုပ်ဆောင်လို့ပြောရင်ဝင်သရုပ်ဆောင်ကြပေါ့အဲ့လိုမျိုးပဲအမတို့ကရှိခဲ့တယ်ကျောင်းကထုတ်တဲ့စာအုပ်ရှိမဂ္ဂဇင်းစာအုပ်ပေါ့နော်အဲ့ဒီကျောင်းကထုတ်တဲ့မဂ္ဂဇင်းစာအုပ်ကလည်းဆရာမတွေကပဲဦးစီးတာပဲဆရာမတွေကပဲရေးကြတာပဲအမတို့ကတော့ဝင်ရေးလို့ရတယ်ပေါ့နော်ဆိုတော့အမတို့ရေးကြသားကြပြီးရင်ဆရာမတွေကိုတွားအပ်လိုက်တယ်အဲ့လိုက်တော့ဆရာမတွေကလည်းဒါကနိုင်ငံရေးနဲ့ပတ်သက်လို့ဘာမှမထိခိုက်ဘူးပေါ့နော်ကလေးတွေအတွက်လည်းကောင်းတယ်ဆိုရင်ဆရာမတွေထည့်တယ်ပေါ့ဆိုတော့အဲ့လိုမျိုးပဲဒါပေမဲ့ပါဖို့တော်တော်ခက်ပါတယ်ဆရာ